ပြောခဲ့ရပေါ့နော်ကျွန်တော်တို့ဒီ price action နဲ့ကျွန်တော်တို့ဒီ liquidity concept တွေကတစ်ခုနဲ့တစ်ခု against လုပ်တယ်ဆိုတာဘယ်လိုမျိုးလဲဆိုတာကိုကျွန်တော်ကဒီနေ့မှာကျွန်တော်လက်ဖိတ်ထိုင်နေနေပေါ့ဒီနေ့19ရက်နေ့မှာခင်ဗျားမှာဖြစ်နေတဲ့အကြောင်းကိုကျွန်တော်ကဒီ1 minute chat မှာပြသွားမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်ကြည့်လိုက် trend line ဒါဒီကျွန်တော်တို့ဒီဘယ်လိုပဲပြောကျွန်တော် price action သမားတွေတုံးကြတယ်ဗာလေ trend line ဒါ down trend ပေါ့နော် down trend ဒီဆိုရင် break ဖြစ်ပြီဆိုရင်ကျွန်တော်ဘာလုပ်ရလဲဆိုရင်ကျွန်တော်ဒီဝယ်ရတယ်ဆိုပြီးကျွန်တော်တို့ဒီ price action မှာတင်ရတယ်ဟုတ်တယ်ဟုတ်အဲ့တော့ okay ဒီမှာဆိုသူက down trend ကိုသူက break သွားပြီးတော့သူက up trend စတင်အောင်သူက forming လုပ်ပြတယ် forming လုပ်ပြပြီးတော့တကယ်ရေးရှိမှသူဒီတကယ်ရော up trend ဖြစ်သွားလာတော့ up trend ရေးရှိမှ up trend တကယ်ဖြစ်သွားတာမျိုးမဟုတ်ဘဲနဲ့သူဒီဖြစ်သွားလဲဆို down trend ကို continuation down trend ဆက်ဆင်းသွားတာတွေ့ရတယ်အဲ့တော့ဒီမှာဘာကိုပြောချင်တယ်လဲဆိုတော့ price action ကဒါ liquidity ကဒါဆိုတော့ price action ကတော့သူ့ရဲ့ down trend တိုင်းဆင်းသွားပြီး up trend တက်ပါမယ်ဆိုပြီးတော့သူက forming လုပ်ပြတယ်အဲ့တော့ဒါပေမဲ့ liquidity ဘိုင်းမှာကြာတာမဟုတ်ဘူးမှားတယ်သူရဲ့ liquidity ဘိုင်းမှာကြာဒီ down trend ဆင်းလာပြီးရောင်းနေတဲ့လူတွေကရောင်းနေတဲ့သူတွေကိုဒီနားရောင်းလာတဲ့လူတွေကိုဒီအပေါ်မှာရှုံးအောင်လို့ up trend ပုံစံပြောင်းပြတယ် up trend ဖြစ်လို့ဆိုပြီးဝယ်တဲ့လူတွေကိုထပ်ပြီးတော့ရှုံးအောင်လို့ဆိုပြီးတော့အောက်ကိုတစ်ချင်းဆင်းပြသွားတယ်အဲ့ဒါကိုကျွန်တော်တို့ဒီ liquidity down trend liquidity grab မှာအောက် continuation down trend ဆင်းနေဆိုတာမျိုးခေါ်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်ကဒီ liquidity concept နဲ့ကျွန်တော်တို့ price action တွေကသူ့ညံနဲ့သူ့မှာ against လုပ်နေတယ်တရားဝင်တရားဘယ်လိုမျိုးရှေ့ပနေလဲဆိုတာကိုကျွန်တော်ကပြပြပေးတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်